Underwater. ကြောင့်သူမန်နဲ့ကိုမန်နဲ့ညင်းခုံကခတ်တန်နေစွန့်ပြေးတဲ့ဆက်ဆံရေးအကျိုးဆက်ကမြန်မာပြည်ကက်ရန်ပေးကြောင်းရလာတဲ့ပြည်သူတွေတန်ရာကိုရက်ပြန်စီပျောက်တာကိုလက်ခံပေးအောင်နိုင်ငံသားကြီးလက်တန်လေးလည်နေသူကြားကျင်တော်ဘူးဘုံတသက်တန်တွေခွင့်ရင်းနဲ့အာဏာတကိုးရှင်တွေကြောင့်ပြစ်မဲ့ပြည်သူတွေစိုးရိမ်နေပြောက်၃ယောက်ချစ်လန်မြန်မာပြည်မိုးတိမ်တွေအောက်ကတိုက်ပွဲတွေကြောင့်ပြည်သူတွေမှာတော့အိုးအိမ်တွေပြောက်ဒါတော့တချို့ကပြောနေတဲ့မြစ်ပြောင်းမြပြေလို့တချင်းကြောင့်ငါ့ကိုလောက်တက်ဖြစ်ဖို့ရံမြခေါင်းတက်ပြစ်မလို့တနက်နဲ့ချင်းရင်တောင်ကတောင်းမှန်ပါကလေးငယ်တွေအတွက်ပဲရည်ရွယ်ပြီးကြောင်းပြန်ဖွင့်ဖို့ပြီးတော့မိသားစုနဲ့တမင်းတွေလက်ဆောင်စားခြင်းနဲ့မြောက်သေးရဲ့နေရတီလက်သွားခြင်းနဲ့ငါရှောက်မဲ့လမ်းတွေမှားရင်ကွယ်အမေရဲ့ဆုံးမတကားကိုနားဆင်တဲ့အချိန်လေးပဲငါပြန်ရခြင်းနဲ့ခု90အားရင်မဲ့နေတဲ့ငေါနိုင်ငံလေးမှာလက်လက်တန်နေစရေမောတန်နေပဲငါကြားခြင်းနဲ့ဒါဆန္ဒတစ်ခုပါလက်ရှိမှာဖြစ်ပြနေတာဆုံးရှုံးမငွေသက်ဘေးထွက်တင်ရတိုက်ပွဲလို့ခေါ်တဲ့ဖြစ်ပျက်တွေကြားတဲ့ကအိုးအိမ်ကိုစုပ်ခါပြီးပြေးထွက်နေကြအဲ့လိုကြီးတဲ့ဒေတာမှာ